အလေးရောင်နဲ့ချစ်သူတွေဖြစ်နေတယ်ဆိုပြီးတော့လူပြောများနေကြတဲ့ခင်ဝင်းဝါထိတ်တမ်းမင်းသမီးချောလေးခင်ဝင်းဝါနဲ့မင်းသားချောလေးအလေးရောင်တို့ကတော့ပိုရှန်နေတဲ့ရင်းနှီးမှုတွေနဲ့အတူသူတို့နှစ်ယောက်ကချစ်သူတွေဖြစ်နေကြပြီဆိုပြီးတော့ပရိသတ်တွေအများပြားကတော့လူပြောများနေခဲ့တဲ့ကိစ္စပဲဖြစ်ပါတယ်။သတင်းတွေထွက်ပေါ်နေမှုအရခင်ဝင်းဝါဟာတော့အစောတော်ဟန်နေတာနဲ့ချစ်သူတွေဖြစ်နေတာဆယ်စုနှစ်နီးပါးရှိပြီလို့သိရပါတယ်။ဒါပေမဲ့လည်းလူပညာရှင်မင်းသမီးတယောက်နဲ့အရှိန်ဝါကြာစင်းသွားမှာဖြစ်တာကိုစိုးရင်တို့လာတော့မသိပါဘူးခုချိန်ထိသူမရဲ့အခြေစစ်သူမရဲ့ချစ်သူကိုလူသိရှင်ကြားတရားဝင်ချုပ်ပြတာလုံးဝမရှိခဲ့ပါဘူးဒါပေမဲ့လည်းတခြားတစ်ဖက်မှာတော့သူမရဲ့အခြေဆုံးတငယ်ချင်းဖြစ်တဲ့မင်းသားအလင်းရောင်နဲ့ကြတော့တငယ်ချင်းဆိုတဲ့ခေါင်းဆောင်ကနေလိုရာထပ်ပို့ပြီးတော့ရင်းနှီးတဲ့ဆက်ဆံရေးတွေကိုအမြဲတမ်းလိုမြင်တွေ့နေကြရပါတယ်ခင်ဗျားကိုယ်တိုင်ကလည်းအလင်းရောင်ဟာသူမဘဝအလိုအဆုံးလူပါလို့ထုတ်ပြောလေးရှိပါတယ်ဒီချက်တွေကြောင့်ပဲအလင်းရောင်တွေများချစ်သူတွေဖြစ်နေပြီလို့ထင်ကြေးတွေပေးနေကြတဲ့သူတွေလည်းရှိပါတယ်။တချို့ကတော့အလင်းရောင်ကို LGBT ဆိုပေမဲ့လည်းပြည်သက်တချို့ကတော့ယောက်ျားကယောက်ျားပါပဲဆိုပြီးရေးစားရှိလျက်နဲ့တခြားယောက်ျားလေးတငယ်ချင်းတယောက်နဲ့ဒီလောက်ထိတပူပူတွဲတွဲနေပြတာဟာအလွန်အမင်းစင်ပြင်းတင်တယ်လို့ပြင်းပြင်းထန်ထန်ထောက်ပြလာခဲ့ပါတယ်။ချစ်သူအစေကိုလုံးဝထုတ်မပြဘဲနဲ့တခြားသောယောက်ျားလေးတယောက်နဲ့နင်းနေကက်ကက်နေပြတာဟာရှောက်ရှားတဲ့အမှုရာတစ်ခုဖြစ်တယ်လို့ဝေဖန်ခဲ့ကြပြီးအခုဆိုရင်တော့လူတွေကြားမှာတော့ခင်ဝင်းဝါကိုချစ်သူအဖြစ်မရွေးချယ်တဲ့မိန်းကလေးမျိုးစားဆိုပြီးတော့မှ trend တစ်ခုအနေနဲ့ပြင်းပြင်းထန်ထန်ဝေဖန်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။ဒီခုဖြစ်ပြီးတော့ခေတ်ဆက်ဆက်မင်းသားကြီးများစွာကစင်တင်ကပ်ပြခဲ့ကြတာပါ။ဒါပေမဲ့လည်းမန္တလေးသိန်းစော်ကတော့ဒီဇက်တော်ကိုကိုပိုင်ဟန်ကိုပိုင်ဇက်စာနဲ့ပြက်လက်စမ်းသစ်ဖန်တီးခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။စလေဦးပုံညာရဲ့ဝတ္ထုကိုအခြေခံပြီးစာရေးဆရာဦးတက်ရှင်ကမန္တလေးသိန်းစော်အတွက်ဇက်စာအသစ်ဖြစ်ပြန်လဲရေးသားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့မန္တလေးသိန်းစော်ရဲ့ကိုပိုင်ဟန်ကိုပိုင်မူတွေကတပင်လောကထဲမှာထင်ရှားလာခဲ့တာပါ။မကြသေးမီကမှဇမင်းသားဆက်ရင်မိုးကလည်းမန္တလေးသိန်းစော်ရဲ့အဲ့ဒီကိုပိုင်ဆက်ကိုခွင့်တောင်းပြီးအမျိုးသားဆက်ယုံစင်ပေါ်မှာပြန်လဲကပ်ပြခဲ့ရမှာပြည်သက်တွေရဲ့အားပေးမှုအများပြားရရှိခဲ့ပါတယ်။အဲ့ဒီဖြောပြမှုပေါ်မှာမန္တလေးသိန်းစော်ကိုယ်တိုင်ကလည်းမိသူပင်ဆိုသေးကမူဆိုတဲ့ထင်ရှားတဲ့ဇက်ထုတ်ကိုပြန်လဲဖော်ထုတ်ကပ်ပြနိုင်ခဲ့တဲ့ဇမင်းသားဆက်ရင်မိုးနဲ့တပင်အဖွဲ့တွေကိုဂုဏ်ပြုဝမ်းမြောက်ကြောင်းထုတ်ပြောလာခဲ့ပါတယ်။ဒါပေမဲ့လည်းအငင်းပွားစရာတစ်ခုကတော့အဲ့ဒီနောက်ပိုင်းမှာစတင်ပေါ်ပေါက်ခဲ့တာပါ။ဇက်တော်ကိုစင်မမပြလဲကပ်ပြထားခဲ့တဲ့ကန့်ကွက်စရာမရှိပေမဲ့ဆိုင်းရင်မိုးရဲ့ကပ်ပြမှုကိုပွဲကြည့်ပရိသတ်တွေကတော့ဗီဒီယိုရိုက်ထားပြီး online ပေါ်မှာပြန်လဲတင်ခဲ့ပါတယ်။ဒါဟာတော့မူရင်းဖန်နေသူတွေရဲ့ညံ့ပစ္စည်းနဲ့သက်ဆိုင်နေတဲ့အတွက်မလုပ်သင့်သလိုကပ်ပြခွင့်တောင်းတဲ့ကဒါမျိုးမလုပ်ဖို့အတွက်ခွင့်ပန်ထားခဲ့လို့လုံးလို့လည်းမရဘူးဆိုပြီးဆိုင်းရင်မိုးဇက်သပင်ကဇက်ဆရာကိုပြန်လဲပြောဆိုခဲ့တာပါ။ဇက်ဆရာအောင်ကျော်ထွန်းကလည်းဗီဒီယိုတွေကိုပြန်လဲဖြတ်သိမ်းဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ပြည်သက်တွေကတော့မူရင်းဖန်တီးသူတွေရဲ့အခွင့်အရေးတွေကိုလေးစားသင့်တယ်လို့မြင်ကြသလိုအခုလိုမျိုးဇက်ထုတ်တွေကိုလည်းပိတ်ပင်ရမယ့်အစားနောက်မျိုးဆက်တွေလိလာသိမ်းယူနိုင်မဲ့လက်ဆင့်ကမ်းပေးတင်ပြီးအများအပြားကြည့်ရှုသူတွေမျှဝေပေးတင်တယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်။ပွင့်လင်းမြင့်တာလာတဲ့ဒီခေတ်မှာချစ်သူရေးစားတွေအတွက်အထူးသဖြင့်မိန်းကလေးတွေအတွက်